Hi စမီရဲ့ဘလော့ကနေပြန်နေကြဆိုလိုက်ပါရယ်ဒီနေ့စမီလန်ဒန်နားမှာရှိတဲ့ Bristol နဲ့ Bath ကိုသွားလည်မှာပေါ့နော်အခုလောလောဆယ်တော့စမီတငယ်ချင်းလာခေါ်มาအောင်စောင့်နေရပါစမီနဲ့အတူတူလိုက်ခဲ့ကြအောင်နော်A few moments later အခုစမီတို့ Bristol ရောက်ပြီဒါပေမဲ့ Bristol ရောက်ချမ်းမှာပဲ City Center ထဲမှာသူတို့ gas leak ဖြစ်နေရဆိုပြီးလမ်းနဲ့အကုန်ပိတ်ထားတာကွာအဲ့ဒါနဲ့စမီတို့ဒီနားမှာရှိတဲ့နေရာကိုပဲအရင်ဆုံးလာလိုက်ဘက်ကအရင်စားနေပြီသူစားမွေးရ哦好嘛，လုံးဝ good spot ကိုရောက်လာပဲထိုင်မယ်သူရဲ့အဖြူတွေမဟုတ်ဘူးဆိုတော့နေရိတ်ထဲကိုပြန်သွားပါပြီဟုတ်တယ်မဲသားခင်ဖြစ်တော့တရားဒီနားအရိတ်လေးနဲ့ပို့တော့အဆင်ပြေသေးရဲ့အခုမှပဲနော်တော်ပူတော့နော်ဒီနေ့ကအားလေ drinks menu ပဲလားအခု menu မလာတော့ရတယ်မင်းတစ်ပွဲမှာခင်းနဲ့ဒီမင်းတစ်ပွဲနဲ့ပါလာတော့မှာလားရတာဖြည့်ရှယ်ထားမရှယ်စားကြမှာဟုတ်ကဲ့ဒါလည်းရှိဟာI think it's enough. Yeah. စမီတို့အခုသမင်းစားပြီးတော့ဒီတရားနာလေးမှာတပ်ပုံလာရိုက်တာအရန်ပူတယ် UK လို့ပူတာတော်တော်ရှားရနော်တော်ပူတဲ့ထဲမှာပါတယ်မြန်မာနိုင်ငံမှာဆိုလို့ရှင်ပါ30 40နေဘူးရဲ့ဒါပေမဲ့ဒီ UK 28ကိုတော်တော်ပူနေတာအိုးတပ်ပုံရလို့ရတကယ်တော့ဒီတရားလေးကိုလာတာသိလို့ရှင်ပူတောင်ရောက်သွားသလိုပဲပူတောင်သူကအင်္ဂလန်မှာတရားလာကြည့်နေပါတယ်ပူတောင်မှာဒီထက်လာရတဲ့တရားအများကြီးပဲငါ့အင်္ဂလန်လူတွေဆင်းနေအောင်မြင်ရလားတရား Oh my gosh Oh my goshအခုစမီဟိုတယ်ရောက်ပြီးဒီမြို့အဝင်မှာကလေးကလေးနေခင်းကလေးကလူကဒီ gas leak ဖြစ်တယ်ဆိုပြီးတော့ city center အများပိုင်းကပိတ်ထားတာပေါ့နော်ဆိုတော့စမီတို့တော်တော်များများတော့မလဲလိုက်ရဘူးဆိုတော့မနေ့ကထွက်လာဆိုတော့ပင်ပန်းနေရနေပဲစမီဟိုတယ်ပဲပြန်ရောက်လာပြီ UK မှာဆမ်မာဆိုလို့ရှိရင်9နိုင်10နိုင်လောက်မှနေဝင်တာကွာဒါပေမဲ့ဒီနေ့က UK မှာနေတာအရှိဆုံးနေ့ဆိုတော့အခုဒီနေမဝင်သေးဘူးအခုလောလောဆယ်တော့စမီနားမယ်ရောက်ပါပြီအရင်ဆုံးစမီတို့ရိုမန်ဘတ်သွားမယ်အခုရိုမန်ဘတ်တော့ရောက်ပြီအမေတို့ entrance ရှာနေရပါတော့နော်
တစ်ကကိုရီစီမှာသူတို့ကရှေ့ရောက်နေပြီ29နေရမှာဒီတော့ကိုနာဟာဘာခဲလားဘာခဲလား စိတ်ဝင်စားရတာပဲနော်ဟုတ်တယ်အခုအဲ့မှာကိုသွားနေတဲ့နံပါတ်တွေကြီးကအဲ့ဒါအကြောင်းဒီစိတ်နံပါတ်ရိုက်နေဒီရိုမန်ဘတ်ကိုမလာခင်ကလေးကသူတို့အကြောင်းတွေဖတ်ပြီးရောစမီအရန်စိတ်ဝင်စားပြီးရောလာချင်ခဲ့ရပါဒီရိုမန်ဘတ်ရဲ့တမိုင်းအကြောင်းပြောရမယ်ဆိုလို့ရှိရင်ဟိုအရင်ခေတ်ရိုမန်နေမလာခင်ကလေးကတဘာဝရေပူဆန်ထွက်တဲ့နေရာဆိုပြီးတော့ဒီနေရာကနာမည်ကြီးရပါတော့။ဒေတာခန်နေရာဒီနေရာကိုစွမ်းအားရှိတဲ့နေရာတန်ရှင်းမြင့်မြတ်တဲ့နေရာပြီးတော့နတ်ဖျားနဲ့ဆက်တွယ်တဲ့နေရာဆိုပြီးတော့သူတို့သတ်မှတ်ထားကြပါတော့။အဲ့နောက်ပိုင်းမှာရိုမန်တွေကဒီရေကန်နာတဝိုင်းမှာဟိုတယ်တွေစပါတွေပြီးတော့ဒီ relax လုပ်တဲ့နေရာတွေသူတို့ကအများကြီးစောင့်လိုက်တယ်ပေါ့နော်ပြီးတော့ Roma Empire ကြီးကျဆုံးပြီးတဲ့နောက်ပိုင်းကျတော့ဒီဟာတွေအကုန်လုံးကမြေကြီးအောက်ထဲရောက်သွားပါတော့အကုန်ပျက်စီးပြီးတော့အဲ့ဒါကိုဒီနောက်ပိုင်းမှာ British တွေကတစ်ခုချင်းစီပြန်ပြီးတော့ပြန်ဖော်ပြီးတော့ပြန်အမွေနစ်တွေကိုပြန်ပြီးတော့တွေ့တာပေါ့နော်ဘူးနော်ရေပူဆန်းဆိုတော့ ပြီးတော့အဲ့ရေပူဆန်းတွေကကြာလာတဲ့ရေတွေရောအမ try လုပ်ရပါတော့စမီလည်း try ခဲ့ပါတယ်The quickest way to get down to the bridge is actually down the pasture here. City, continue down on the middle dam, and as I said, here is the Plavey Bridge. One ကျမတို့ရဲ့ park လေးရောက်ပါပြီ college ကိုလာတာတို့တာရင်တော့ဒီနေရာရဲ့ တော့ချင်တာမရလာတော့မေးဟာလေအဲ့ဒါကိုဒီလမ်းဖြတ်လမ်းသွားမလားဟိုဘက်လမ်းသွားမလားစဉ်းစားနေကြပါရှင်ဘယ်လမ်းသွားချင်လဲ ယူလဲပဲသွားရကောင်းပဲတဲ့ Okay ရတာပဲ ခုနအိမ်မှာတပ်ပေါ်နေရိုက်ပြီးသွားပါပြီအခုလောလောဆယ်ကတော့ဒီတော့ခံနိုင်ဒီနားမှာအရင်ထဲမှာရှိရဲကဖေးဖြစ်ဖြစ်အရင်မှာဖြစ်သွားထိုင်မယ်တကယ်နေရန်ဖို့ပဲဒီနေ့ဝါတကယ်နော် UK ပူရာရတကယ်မခံနိုင်ဘူးရီစားရတော့ ဟေးအချင်းနေရမ်းပူပဲကဲရမ်းပူကြပါရဲ့ ကျွန်တော်ကတော့သုံးပါမယ် ဟုတ်လားအော်ဒီဖောက်ပြောချင်တယ်ထားရတယ်အများကြီးနေမှာဒီတစ်ခုလေးကို တော်ဒါပဲကြီး ရန်ပူရဲအခုစမီတို့
ညနေစာတစ်ခုခုစားပြီးတော့ lease ပြမယ်ပေါ့နော်တကယ်လို့ဒီမှာမစားဖြစ်လဲ lease ရောက်မှစားဖြစ်မယ်ဒီဖောက်လေးထဲမှာတပ်ပုံနဲ့ရိုက်ပြီးသွားပြီနီလည်းအရန်ပူတယ်လူကလည်းအကုန်ပြန်နေပြီဆိုတော့စမီရဲ့ဒီ Bristol နဲ့ part vlog ကတော့ဒီလောက်ပါပဲရှင်တခြားနေရာတွေလည်းဖို့တော့အများကြီးလောက်ထားတယ်ဒါပေမဲ့နေအရန်ပူတယ်လူတွေကလည်းအရန်ပြန်နေပြီဆိုတော့စမီတော့lease ပဲကောင်းမောင်းပြီးပြန်တော့မှာပေါ့နော်ဆိုတော့စမီရဲ့ vlog လေးကဒီလောက်ပါပဲနောက် vlog ကြိုက်ကြမယ်နော်Bye guys. Bye.